တခါကကိုလာရွှေဆိုတဲ့အာဝလေးတစ်ကောင်ရှိရဲ့တဲ့ခဏနေပါဦးငါတို့ကအမေရိကန်အောက်တွေမလားဘာလို့ဗမာနိုင်နေဖြစ်နေကြရလဲငါတော့ရတဲ့အရင် project တွေတုန်းကမြောင်မြောင်ပုံလေးကြီးမြင်လာရတယ်ပဲဆိုတော့ဒီတစ်ခေါက်တော့မြောင်မြောင်ကဘာမဟုတ်တဲ့ဝိုးဘိုးတို့ကဘာကအမေရိကန်အောက်တို့ project လေးကိုပဲကြည့်ကြရအောင်ဗျတခါကမာစတာဝူလို့ခေါ်တဲ့အာဝူလေးဟာအေးဆိုင်သို့ချီတက်လာပါတယ်အဲ့မှာဂျိန်းလို့ခေါ်တဲ့ဝူလေးကမာစတာဝူကိုလှမ်းခေါ်လိုက်ပါတယ်ဂျိန်းကလူကြီးမင်းတို့လိုတင်ချာကိုကြိုက်ပေမဲ့တင်ချာပြန်ကြိုက်တာမခံရတဲ့အာဝူလေးပါတနေကွာမငိုချင်းလာပြီအဲ့မှာနှစ်ယောက်သားအလာပါတလာပါပြောကြရင်းနဲ့ဆိုင်ပေမဲ့မပိုင်ခဲ့ရတဲ့တင်ချာစီတို့ရောက်သွားခဲ့တာပေါ့ဂျိန်းဆိုတဲ့အာဝူလေးကgeometry ဆိုတာအမြင်နဲ့ကြည့်ပြီးဆုံးဖြတ်လို့ရတယ်။ဘာညာပညာထားလို့ပါတယ်။မပေါ်တာလဲ။အဲ့မှာ master ဝါစပြီးတရားဟောပါတော့တယ်။အရင်ဆုံးလူကြီးမင်းတို့ဒီပုံလေးပဲကြည့်ပါ။ဒီနှစ်ပုံမှာရှိရဲ့မြင်းနှန်းချောင်းမှာအပေါ်မြင့်ကပိုးရှိနေတယ်လို့ထင်ကြမှာပါ။ဒါပေမဲ့အမြင့်နှန်းချောင်းကသူ့မသားကအတုပါပဲ။ပြောချင်တာကတော့အတူတူပါပဲ။အဲ့ဒါကြောင့် geometry ကိုလေ့လာရမှာအမြင်နဲ့ပုံကြီးအားကိုးနေလို့မရတာတတိပြုမိရတယ်လို့သူမှမဖြစ်တာလည်းမပြောပဲသိရပါမယ်။ပုံလေသားမှုကြောင့်အဖြေမှန်ဟာသူမနဲ့အတူဝေးကွာတတ်ပါတယ်။ကျွန်တော်တို့ငယ်ကလေးကအခုထိစော့နေတဲ့စုံစမ်းသည့်ကစားနည်းမှာကကြဲဆက်ကိုကြောက်တုံးဆိုပြီးလက်ဖွားလက်သီးလက်နှချောင်းအစားထိုးစော့ကြပါတယ်။အဲ့လိုဆိုတဲ့အခါစက်ကူကိုကကြေးကနိုင်ပြီးကကြေးကိုကြောက်တုံးကနိုင်တယ်ကြောက်တုံးကိုတော့စက်ကူကနိုင်တယ်ဆိုတဲ့ဥပဒေသတ်မှတ်ချက်ရှိပါတယ်အဲ့လိုပဲသင်ချာမှာလည်းအစိုးတစ်ခုမှန်ကန်ဖို့အခြေခံယူဆချက်ထားရှိဖို့လိုအပ်ပါတယ်အခြေခံယူဆချက်တွေမှာအဓိပ္ပာယ်သတ်မှတ်ချက် ASEAN က postulate တို့ပါဝင်ပါတယ်90 degree ရှိတဲ့တောက်ကိုတောက်မှန်လို့ခေါ်ပြီးအဲ့ဒါကိုအဓိပ္ပာယ်သတ်မှတ်ချက်လို့ခေါ်တယ်ကိုသုံးဖို့ကြိုတင်သတ်မှတ်ထားချက်လည်းဖြစ်တယ်90 degree ရှိရင်တောက်မှန်ဟာ90 degree ရှိတယ်။ဒါကိုအဓိပ္ပာယ်သတ်မှတ်ချက်ရဲ့အပြန်အလှန်မှန်ကန်တဲ့အဆိုဖြစ်တယ်။ ASEAN postulate ဆိုတာကတော့သက်သေပြစရာမလိုပဲအခြေခံမှန်ကန်ရဲ့တစ်ခုအနေနဲ့လက်ခံသုံးစွဲတဲ့အဆိုဖြစ်တယ်။တခါတည်း theorem ကိုသွားလိုက်ကြအောင်။ theorem ဆိုတာ Greek ကလာတာဖြစ်ပြီး look at this ဟောဒီမှာကြည့်လို့ဆိုရပါတယ်။theorem တစ်ပုဒ်နဲ့ညဆက်ပို့စာတွေကိုဖြည့်ရှင်းနေတယ်လို့ corollary လို့ခေါ်တဲ့ regular ဆိုရင်လည်းရှိပါတယ်။ theorem corollary တွေသိပြီဆိုတော့ကျွန်တော်တို့ theorem လေးမျိုးကိုပြသွားပါမယ်။ theorem 1 predict တစ်ခုရဲ့တွေ့တာတစ်ခုပေါ်လက်က180 degree theorem 2စက်ဝဲချတွေ့ရှိတက်ကတောင်မှန် theorem 3စက်ဝဲတွေ့ချက်စတုကတစ်ခုရဲ့မျက်နှာ80တဲ့ဆိုပေါ်ရဲ့180 degree theorem 4စက်ဝဲတစ်ခုမှာစက်ဝဲတစ်ခုကဘိုးတွေခတ်ဆက်ထားတဲ့တော့ဒီ60ဘက်မှာခတ်ဆက်ထားတဲ့ဇနက်စားတဲ့တူညီတာတို့ဖြစ်ပါရဲ့ရှင်ဒီပုံစံမှာဆိုရင် angle r က140 degree လို့ပေးထားပြီး f(r) equal question လို့ပေးထားပါတယ်စပြီးတော့ positive ချက်ကိုကြည့်လိုက်မယ်ဆိုရင်စတုက SPQR ကစက်ဝဲတွေ့ချက်စတုကဖြစ်နေတာကိုမြင်ရမှာပါဆိုတော့ theorem 3ရစက်ဝဲတွေ့ချက်စတုကတစ်ခုရဲ့2မိနစ်ချေတဲ့ဆိုဘလက်က180 degree ရှိတယ်ဆိုတဲ့အတိုင်း angle r plus angle p equal 180 degree အဲ့ကနေ angle p ရဲ့တန်ဖိုးကိုရှာလိုက်တော့40 degree ရပါတယ်တခါ angle g ကိုကျူကိုကြည့်လိုက်မယ်ဆိုရင်စက်ဝဲချတွဲမှာရှိတဲ့တစ်ခုဆိုတာကိုတွေ့ရပါမယ်အဲ့တော့ theorem 2ရ angle g ဟာတန်းမှတစ်ခုဖြစ်ပါလိမ့်မယ်ဒါဆိုကျွန်တော်တို့ angle g လည်းရပြီ angle p လည်းရပြီဆိုရင် alpha ကိုရှာလို့ရနေပါပြီဘယ်လိုရှာမလဲဆိုတော့ theorem 1ကိုကြည့်ပြီးတော့သုံးပြီးရှာမှာပါ theorem 1ရတွေ့ခါရဲ့တွေ့တာအလိုပေါ်လက်က180 degree ရှိတယ်ဆိုတော့တွေ့ခါ s 2 p မှာ 2 plus p plus alpha equal 180 degree 2 equal 90 degree p equal 40 degree စာသွင်းတော့90 degree plus 40 degree plus alpha equal 180 degree ကျန်တာကတော့ကိုယ့်ဘာသာကိုဆက်တွက်ပါဆိုတော့ alpha ရဲ့တန်ဖိုးလေးကတော့90 degree ရပါတယ်လွယ်လွယ်လေးပါပဲဒါလို့ဆိုရပါပြီကျို့လည်းကိုရမတို့ကိုရှင်းပြတာပြင်ပန်းသွားပြီဆိုတော့ကျို့တက်လက်ဆောင်နောင်တို့လေးပဲဆက်တက်လိုက်ပါမယ်ပုံစံလည်းတက်ပြီးပြီဆိုတော့ project လေးကိုဒီမှာပဲ
ပြီးသေးပါဘူးတဲဝိုင်းတက်သေးပြနေကြမှာသေးရဲ့တဲဝိုင်းနဲ့အခုဟာနဲ့ဘာဆိုင်လို့လဲလို့ထင်ကြမှာပါဘာဆိုင်လဲဆိုတော့ထမင်းဆိုင်ပါစတာပါဂျီယိုမက်ထရီပညာရပ်မှာတွေ့ရလေးရှိတဲ့တက်သေးပြနည်းတွေကိုနှစ်မျိုးခွဲလို့ရပါတယ်ရှေးကတွက်ခဲ့တဲ့ပုံစံတွေကတိုက်ရိုက်တက်သေးပြချက်လို့ခေါ်ပြီးတက်သေးပြချက်မှာကိုပြချင်တဲ့အချက်ကိုတိုက်ရိုက်ရအောင်တစ်ချက်ပြုလုပ်တာပဲဖြစ်ပါတယ်တဲဝိုင်းတက်သေးပြချက်ကကြတော့သူမလိုပဲလမ်းခွင့်နေတာကိုတဲမယ်ပြောပဲအိမ်ကစီသွားလို့ဘာလို့ညာလို့ဆိုတဲ့အကြောင်းပြချက်အမျိုးမျိုးနဲ့ပြစ်သွားတာပါအခုဟာကတော့ပေးထားချက်တွေဒါမှမဟုတ်တီဗီသားမှကန်ချက်တစ်ခုခုနဲ့ဆက်ကြည့်ဘက်အစိုးတစ်ခုရတဲ့အထိတွေ့ရတာပါကိုရှင်းအောင်ပြောရရင်ပန်းသီးတစ်လုံးကိုဒီဟာကပန်းသီးပါလို့မပြောပဲဒီအတီးကပန်းသီးမဟုတ်ဘဲနဲ့တော့မဖြစ်နိုင်ဘူးဆိုပြီးလေကြောရှိရတာပါဥပမာလေးနဲ့ရှင်းပြကြည့်မိမယ်လဲမစတာဦးအောင်ညောင်းသွားလို့ဘေးကဝိတာမလေးကပဲဆက်ရှင်းပြပါလိမ့်မယ်ဒါဆိုရင်ကျမနဲ့ပဲတူတူတွေ့ကြရအောင်ဒီပုံလေးမှာဆိုရင် ABD is not equal to CBD လို့ပေးထားပြီးတော့တက်သေးပြရန်ကတော့ AB နဲ့ BC မညီကြောင်းကိုတွယ်ဝိုက်နီနဲ့ပြရမှာပါဆိုတော့ AB နဲ့ BC ညီတယ်လို့ယူဆပြီးတွေ့ရအောင်3က ABD နဲ့3က CBD မှာဆိုရင် AB equal BC ဘိုးအနာဖြစ်တဲ့ DB ရဲ့ angle DBC နဲ့ angle DBA တွေကဓာတ်မှန်တွေဖြစ်ကြလို့3က ABD နဲ့3က CBD ဟာဆိုရင် SAS အရာထပ်တူညီသွားပါတယ်ဒါပေမဲ့ပိတ်ချက်မှာကတော့3ကနှစ်ခုမညီဘူးလို့ပေးထားတော့ဒီအချက်ကပိတ်ချက်နဲ့ဆက်ကျင်နေပါတယ်အဲ့ဒါကြောင့် AB equal BC ဆိုတဲ့ယူဆချက်ကတော့မှားပါတယ်လွယ်တာလေးနဲ့ထပ်ရှင်းပြပါမယ်ဒီပုံလေးမှာဆိုရင်ပိတ်ချက်က angle 1ကို80ဒီဂရီလို့ပေးထားပြီးတော့တက်သေးပြရမှာကတော့3က ABC ကနှစ်နားညီ3ကမဟုတ်ဘူးဆိုတာကိုတက်သေးပြရမှာပါအဲ့တော့ထုံးစံအတိုင်းပဲစတက်မယ်ဆိုရင်3က ABC ကိုနှစ်နားညီ3ကလို့ယူဆလိုက်မယ်သိကြတဲ့အတိုင်းနှစ်နားညီ3ကဖြစ်တော့ညီတဲ့အနားရဲ့မျက်နှာချင်းဆိုင်တောင်းတစ်ခုကညီသွားပါတယ် angle C equal angle B ပုံမှာဒေါက် C က90ဒီဂရီလို့ပေးထားတော့ဒေါက် B ကလည်း90ဒီဂရီဖြစ်သွားပါမယ် angle 3ကိုရှာဖို့ဆိုရင် theorem 1ကိုသုံးပါမယ်3ကတခုရဲ့အတွေ့အကြုံဘလက်ဆိုပြီးတော့ရှင်းကြည့်ရေးစရာမလိုတော့ဘူးเนาะ theorem 1ဆိုရင်ရပါပြီအဲ့တော့တွဲလိုက်မယ်ဆိုရင် angle 3က80ဒီဂရီရပါတယ်ဒေါက်3ရဲ့ဒေါက်ထိပ်ဆိုင်ဒေါက်ဖြစ်တဲ့ဒေါက်2ကလည်း80ဒီဂရီဖြစ်တာမယ်တခါဒေါက်2နဲ့ဒေါက်1ပေါင်းရင်180ဒီဂရီရပါတယ်။အဲကနေ angle 1ကိုတန်ဖိုးရှာလိုက်တော့100ဒီဂရီရနေပါတယ်။ပိတ်ချက်မှာက80ရနေတာက100ဖြစ်တဲ့အတွက်ကြောင့်ဒါကြောင့်မလို့ 3က ABC ဟာနှစ်နားညီ3ကဖြစ်တဲ့ဆိုတဲ့ယူဆချက်ဟာမှားပါတယ်။တွယ်ဝိုက်နီကိုရှင်းတယ်လို့မရှင်းတယ်လို့ဖြစ်နေရင်ဒီပုံစံလေးကိုတွက်ကြည့်ပါ။ကျမကတော့မတွက်ပြတော့ဘူးနော်။မမဆောင်လို့ကြီးနေတာတဲ့ကိုယ်တိုင်တွက်ကြည့်တာကပိုကောင်းပါတယ်မမဆောင်အသိတယ်လို့မသိတယ်လို့နဲ့ကြတော့မသိခဲ့ပါဘူး မာစတာဝူရှင်တက်တာပြီလားတက်တာပါပြီခင်ဗျတင်ချရှင်းတယ်လို့ပြောပေမဲ့ပုံစာတွေကြားတခြားသူတွေပဲရှေ့ခိုင်းနေတယ်လို့မထင်ပါနဲ့နော်မာစတာဝူလေးကအပြောများရင်အာညောင်းတက်ယောဂလေးရနေလို့ပါဆိုတော့အခုဆိုဝူကျိလေးကတော့နားလဲသွားပြီမလို့တင်ချနဲ့သူနဲ့ဆိုင်သွားပါပြီဆိုပေမဲ့ထင်တော့မမလိုက်ပါနဲ့လူချင်းမေးတို့ကတေချာနဲ့ဆိုင်ကောင်းဆိုင်သွားနိုင်တယ်သူမနဲ့ကတော့ဘာမှမဆိုင်သေးပါဘူးဒါကြောင့်သူမကိုပိုက်ဖို့ကြိုးစားမဲ့အစားတင်ချကိုပဲပိုင်အောင်ကြိုးစားကြပါစိတ်ကိုတည်တည်ငြိမ်ငြိမ်လေးထားစမ်းပါကွာဒါလောကရန်တရားရဲ့ပုံမှန်ပြတ်ွက်နေပါတည်ငြိမ်နေလိုက်တာရင့်ကျက်နေလိုက်တာတရားတွေပေါက်ပြီးတရားရှင်ကြီးအော်ပြီးတော့ရှင်တို့လေကျမရဲ့ချိန်တွေကိုလာဖြုံးရတဲ့ပေါ့